Okay ဒါရန်ကုန်ကလူတွေအားလုံးသိရမယ့်ချက်ပေါ့နော်ရန်ကုန်ကလူတွေအားလုံးသိရပါမယ် Okay Okay ဒါတော့ပြောမှရရမယ်စပစ်ချန်ပိုင်ရှင်ကိုယ်တိုင်ပြောထားတာအဲကြောင့်မို့ပြောမှရတော့တကယ်လားခုမဲ့သူတွေကတော့အဲ့လောက်မြည်လို့မရဘူးပေါ့နော်မြည်တာတော့သူတို့ကအဲ့လောက်ပေးမမြည်ဘူးဒါပေမဲ့အမှန်ပြီးတော့ကောင်းတာလေးတွေတော့ကိုကခုလို့ရပါတယ်ကောင်းတာမှပဲမြည်လို့ရမှာကောင်းတာမှပဲမြည်နော်ကောင်းတာမှပဲမြည်နော်ဟာလာလို့သူတိုင်းမလို့အောင်နော်ကိုတောက်လိုက်တော့မူးလာတော့တခုတခုဗီဒီယိုအရှိမဗီဒီယိုနောက်ွယ်မှာစောနေကိုတောက်ပါဝိုင်းတောက်ပေးပါနာသွားပြီအုံဖအုံဖတနာပါတယ်နာသွားပြီရဲသွားပြီကိုကလည်းအဲ့လိုပဲခလေးကိုဘာမှမဖြစ်စင်နဲ့တေချာကိုင်းနာပြင်ဦးလွင်မှာစပစ်တီးကိုတဲ့ကိုကိုတိုင်းခူးပြီးတော့စားလို့ရတယ် granite ပြန်ချိန်ပြီးဝယ်လို့ရတယ်ဆိုလို့ဟနာတော့အခုစပစ်ချန်သွားမယ်လဲ champion wineries စပစ်ချန်တယ်အခုဟနာတော့လက်လက်ဆက်ဆက်စပစ်တီးခူးစားပပလဲပါတော့လေပပအသီးဆိုလို့ရှိရင်လက်လက်ဆက်ဆက်လေးကြိုက်တယ်နောက်လည်းစပစ်ချန်တွေပါရပြင်ဦးလွင်ရောက်လို့ရှိရင်အလုပ်ကိစ္စတွေများတဲ့ခါကျတော့အသားသွားမယ်ဆိုဟိုလေဒီလေနဲ့ပဲပြန်တာများတာအခုတော့အချိန်လေးလည်းရတယ်ခဏရက်လေးလည်းနည်းရှိရှိနေတဲ့ခါကျတော့ winery champion winery စပစ်ချန်လေးကိုခေါ်သွားပါမယ်ခဏလည်းမရောက်ဘူးဆိုတော့ခဏရဲ့ first experience ပါခဏလည်းတူတူလိုက်ကြည့်ပါစပစ်တီးတစ်ခါမှမခူဘူးပါဘူးဘယ်စပစ်တီးကကောင်းလဲဘယ်စပစ်တီးကချိုလဲဘယ်ကမှဲ့လဲဘယ်ကရင့်လဲလည်းမသိပါဘူးရှင်ဆိုတော့ခဏလည်းတူတူလိုက်ကူးပေးကြပါပေါ့တာဖားနှစ်ယောက်ပြန်လာပြီစပစ်ချန်သွားမယ် like it ပါစပစ်ချန်ရောက်ပါပြီ what is that အော်အဲ့ဒါစပစ်တီးခူးဖို့စပစ်တီးခူးဖို့ပလေယာနဲ့ချင်းနဲ့ तू ကဝင်ချင်းမပေးရဘူးခူးတဲ့စပစ်တီးရတဲ့တပိတ်တာကို6000နဲ့တပိတ်တာကို60,000 yes စားလို့ရေးစေးစားပါနည်းနည်းနှိုက်စားပါ wine test လေးလုပ်ပါမယ်ပုံမှန်ဆိုဟနာအုတ်ထုပ်အကြီးအမြဲယူတာကားဘဝကနေအောက်ဆင်းတာဟနာအုတ်ထုပ်ဆောင်းတယ်ဒီခေတ်ကမေမျိုးဆိုတော့အေးမဲပြမန်းလေးကားလေးပြေးတာလည်းပါတာပေါ့နော်အဲ့ဒါဘာအုတ်ထုပ်မှမယူလာအောင် wine test လုပ်လိုက်မယ်技术的嘛，不是知道的。我不是啥人，我做的比现在不会的。那 Mulberry wine alcohol percentage နဲ့ညကြမှာတော့ဒါဒီဟာလေးတော့ကြည့်ဘာပါစနေတူလောက်ပဲပါတယ် 2% ပဲပါတယ်တဲ့ champion ကဘယ်လောက်လဲ Mulberry wine က4200ဆိုဟနာဒါလေးယူလိုက်မယ်ဒီရတာလေးကမစိုးကောင်းလဲကောင်းတယ်ပြီးတော့အနှစ်အရသာပြည့်စုံတယ်ပေါ့နော် wine ရဲ့လိုအပ်ချက်ပေါ့အကုန်လုံး fit တင်ကြဒီမှာပြင်းလွင်မှာတော်တော်များ wine taste ဆိုလို့ရှိရင်အရန်ချို့ပြီးတော့လေဘလို့လည်းမသိဘာလို့လည်းမသိဟိုးရင်တော့လည်းမတူတော့ဘူးတဲ့နော်အခုတရားလေးအခုမှလည်းနည်းလေးကိုနဲ့အဆင်ပြေရဲ့ဟာလေးအန်ကိုက်လေးတွေ့သွားတယ်တောက်ချောင်းနောက်လည်း wine test တွေတောက်ချောင်းလုပ်နေရမဝယ်ဖြစ်ဘူးဒါလေးမှကြိုက်တယ် he's gonna show us how he make a wine โอ้အကူက wine နေသူ့ဆောင်တဲ့အခန်းလိုက်ပြနေရအော်ဒီကပလင်းသွတ်တယ်ပလင်းတဲထဲ့တာဒီကတော့ဒီထဲမှာတော့တွန်းထားတယ်ဟုတ်ကဲ့အကူဒီကဖွင့်ဒီကတော့နောက်တော့ဒီကမော်ရာပါတယ်သူကဒီထဲကစစ်တာဟုတ်စစ်လို့ဒီမှာလာပြီးတော့မတာဒီပလင်းတူတာအော်ဒီအကုန်လုံးလောင်တာပေါ့အမျိုးစားရဘယ်လိုခွဲလဲကိုအမျိုးစားအများကြီးပဲဆိုဟောဒီမှာမြင်ရတယ်ဟုတ်တယ်မှန်ကြောင်းလေးနဲ့မြင်ရတယ်မရောက်ဘူးတခါမှဒီကဒီတာ3500အော်အခုဒါကဘယ်နှစ်လောက်ဟိုလိုလှောင်ထားရတာဒီကခုနှစ်ရှိပြီခုနှစ်နှစ်ဟုတ်တယ်အိုးဒီအကုန်လုံးခုနှစ်နှစ်လားဘယ်လိုဒီမှာချင်းပလင်းနဲ့ဟာလေးကပိုကောင်းသလိုပဲဒါနှစ်သိမ့်မကြသေးတော့မသိနော်ဘုဒ္ဓခါလေးတော့အချူတွေပါနည်းနည်းအခုကထောင်တော့ဆိုတော့အချူတွေလူနဲ့လူမယ်တော့ပြဿနာကသူရအချူတိုင်းတာရှိတယ်ဟုတ်အချူလိုဘယ်လိုလုပ်ရလဲတော့အဲ့လိုတခါအော်လို့နေလဲပလင်းနဲ့ဟာပဲတောင်းထားကိုအရေးတွေပဲထည့်ဟုတ်တယ်အရေးပဲသူကအဖတ်ဆယ်ပြီဖတ်ဆယ်ပြီဒါအရေးပဲမွေးညာပဲကိုနော်ဒါဖွင့်လိုက်တာနဲ့နော်မွေးညာပဲဟုတ်ပြီးရှိကဟုတ် quality ရရှိ quality ရကောင်းတယ်နော်ဘာလို့လုပ်ထားလဲနော်ကောင်းတန်းတန်းရှင်းရှင်းနဲ့ဟာအော် thank you ခွက်ကိုတေချာပြန်ဆေးပြီးတော့ခတ်ပေးတာဒါနာကြိုက်တဲ့ဟာပိုးစားဒီဟာလည်း9နှစ်လောက်9နှစ်ဒီကောင်မရှိသေးဘူးဒီကောင်ဒါလေးကပိုကောင်းတယ်တန်တိမရှိသေးဘူးတစ်နှစ်ပဲရှိတယ်ခနာဟိုဘကဟာမကြိုက်လို့နေလိမ့်မယ်နော်ဒါလေးကပိုကောင်းတယ်ပိုးစားအရန်ကောင်းတယ်အကိုကျင်းတော့စကားရေပျောက်ဆုံးနဲ့ကျေးဇူးတင်ပါတယ်အကိုရမူးနဲ့စပစ်သေးခုอ่ะ
မူးပါဘူးဒီကောင်က မမူးဟုတ်တယ်ကိုအရန်ကောင်းနေဒါလေးကတော့စပြုတ်ဝိုင်း ဟုတ်တယ်ပြီးပါဒီကောင်တနည်းမပြည့်သေးဘူးဒီနေ့မှဟိုလာပိုင်းလောက်တာလေးလာပိုင်း မင်းကလေးတွေအတွက်ကျတော့အကိုခုနပိုးဥလား ပိုးတာ ပိုးစာကပိုကောင်းတယ်နော် ပြီးလို့တက်ကောင်းတယ် မင်းလေးတွေနော်အရားသာလေးကလည်းဟိုပိုချိုပြီးတော့လေ ဟုတ်တယ်နည်းနည်းလေးပို့ချူတယ် ဟုတ်တယ်ပိုးစာလေးရောပိုကြိုက်တယ်ခုနအလေကပ်မှာညီးရဟာဒီရတယ်ပိုးစာမင်းကလေးဆိုပိုးစာကြိုက်လိမ့်မယ်ချန်ပီယံကပိုးစာ သူက ကျေးဇူးအရန်တင်တယ် ရတယ် မမြင်ဘူးညီမတစ်ခါမှမမြင်ဘူးတေချာတူလောင်ပြီးတော့တက်တက်ရက်လေးဖြစ်တာကိုကပလင်းနေတာအကို brand တွေအများကြီးပဲလေပြင်းနေမှာလေအများကြီးပဲဆိုတော့ဟုတ်တယ်ဘယ်လိုထုတ်လုပ်ထားလဲဆိုတော့အရန်သိချင်တာ FT လေးရတယ် FT ရပြီးသား FT လည်းရပြီးသားဒါ local firm တွေကိုကျွန်တော်တို့ support လုပ်ပေးရမယ်နော်ပြည်တွင်းထုတ်စပစ်တီတော့ခုမယ်ဘယ်တီးရမှဲ့ပြီးတော့ဘယ်တီးရခူးတင်တာဘယ်တီးရမခူးတင်တာ ဒီ လဲ ကောင်လေးခူးရတယ် ဟောဒါရခူးလို့ရပြီလားဘယ်လိုကြည့်ရရကိုအဲ့ဒါ ဟုတ်တော့ကလာဝါပြီလေ ဩဝါပြီဆိုရပြီ ဟာချိုးတယ်အပြင်နဲ့ဟိုဘာမှမဆိုင်ဘူးကြတာ အစိလည်းမပါဘူး မဆိုတော့စီရှိတယ် မပါအောင်လုပ်ထားရလားကိုဩအဲ့လိုလုပ်လို့ရလားစိုက်ခဲကအစိမပါအောင်လို့ဒီမှာဒါလေးကအကူခူးပေးရပါစားလို့တန်းစားလို့ရတဲ့အသီးလေးပါ ဒီခုကျတော့ကလာခူးလို့သူညူမအဝါလို့ရတယ် ဘာလဲချိုးရ ရတာဟိုကောင်ကြလည်းလူတွေဟိုကောင်မမဲ့ ဟွာလူသေးရ လူတွေကလာ အကုန်လုံးခရင်အောင်မဖြစ်သေးလို့ ဟုတ်တယ်ဒီကောင်ဆိုရတယ် တော့အကုန်လုံးခရင်အောင်ဖြစ်တဲ့ဟာမှရမှာ အမချိုးပြီးတော့မွေးပါလေ တသားဒီမှာရပါပြီဒီမှာခူးလို့ရပြီဟာဒါလည်းရတယ်တသားရတသားဒီမှာခြေပြားထောက်ပြီးဒီသေးလေးကိုခူးလိုက်ဟိုဘက်မှာလည်းရှိသေးတယ်အော်ဟိုဘက်မှာရှိသေးခရင်အောင်တယ်ဒီမှာရသွားပြီ တက်တာလေဒီတော့သူကလိတ်တယ်လို့ပြောင်း 啊，离来。 လေးလာပြီတဲတဲမဒါလေးလည်းရနေပြီ တယ်ကြည့်လိုက်ကြည့် ဒီမှာကြည့်အောင်ရှေးမစပစ်တီးကအနာတို့ရန်ကုန်ဆိုအတွဲကြီးပြီးဒီမျိုးအခိုင်များတာအရမ်းမှတ်ကြရလှတာကိုပြီးတော့တင်မပြုတ်တီးနေရတယ်မဟုတ်ဘူးရဲ့နော်အတွဲသေးပြီးတော့ဒီမျိုးတစ်လုံးတစ်လေအစလေးထွက်တာပိုချိုတယ်နော်ဒီမှာဒီလိုလေးရပိုချိုတယ်တဲ့ရှင်ကဲသွားပြီသူများရဲ့ဝယ်လို့ရှိရင်အသေးရတွေပဲလိုက်ရှာကြတော့ပဲ အခိုင်ကြီးတော့လာတယ်နော် ခံရလှတယ် အေးသူကဒီပြင်တော့ဒါပဲအားဆိုသူက အဲ့ဆိုဒီမှာအခိုင်သေးရလေးလိုက်ခုမှရတော့မယ်အခိုင်သေးရလေးလိုက်ခုမှရ ဘာလို့အချိုကဒီပေါ်အရင်စားတာဒီအောက်ကချိုလို့ဆိုရင်အကုန် တ ချို ကုံချိုး ဩ လိုဟာမျိုးလေးကူရဲ့ တမျိုးဟာလေးကူးပါတဲ့ဒါမျိုးလေးကပိုချိုးပါတယ်တဲ့ဦး တော့မြင်းရဲ့အောက်ဆုံးကအလုံးကိုမြည်ရတယ် ညင်အောင်ဆုံးကလုံးမြည်တဲ့ အောက်ဆုံးကတလုံးချိုလို့ဆိုရင်ပြီးပြီ 离来。 အောင်ဆုံးကချိုရဲဆိုရင်ချိုပြီးတဲ့စပတီးစားမယ်ချန်ပီယံစပစ်ဝိုင်လေးတောက်မယ် 然后，什么？ အဲတဝက်စားမယ်ပြီးရင်ရန်ကုန်ကသူတွေလက်ဆောင်ပေးမယ်မင်းမျိုးရောက်လို့ရှိရင်ပြုံးလို့ရောက်လို့ရှိရင်လေလာခဲ့ဝဟနာဖိတ်ခေါ်လိုက်ပါတယ်လာခဲ့ပါ စားသလိုမစား ဟလာမီးသလိုတော့မမီးရအောင်တော့ ရတယ် ဒါဟနာယူလာတဲ့စပစ်တီးဒါလေးနဲ့ထည့်ရမှာကျေးဇူးတင်ပါတယ် တပိတ်တာခွဲနော် တပိတ်တာခွဲဟောကိုဟိုဟာလေးလေဟနာပြောဒီပါချိုးရဟာလေးထည့်လိုက် ချိုးရတယ် ချိုးရဟာလေးဟနာစားဖို့ထည့်လိုက်ပြီကျန်တာလက်ဆောင်ပေးလိုက်ပါဟနာခူတိုင်းဟာရအကုန်ချိုးတယ်ကိုရလက်ဆောင်ပေးဖို့လေဒီချိုးဟာလေးရ2,96000ထားအရန်တန်တယ်တွေ့လားဟနာတို့ရန်ကုန်မှာဆို2,96000တာမရပြီးတော့ organic စစ်ကွာအခုမှအပင်ကနေခူးပြီးတော့အခုချင်းလက်ထဲရောက်ပြီအခုချင်းစားရမယ်လက်ဆောင်ပေးလိုက်တာကျေးဇူးအများကြီးတင်ပါတယ်ဖောက်တန်လေးအင်းရချန်ပီယံစပစ်ချန်မှာလာရောက်ပြီးတော့ကိုရိုင်ကိုကြခူးပြီးတော့ grand chain ပြီးတော့ဝယ်ယူအားပေးဖို့နဲ့ wine နေဆိုလို့ရှိရင်ဒီမှာစပစ်ချန်ရှိရတဲ့သူကလက်ဆက်လေးထုတ်လုပ်တာအဆင့်ဆင့်အောင်လေဆိုတော့ဒီမှာလာပြီးတော့အမြီးဆန်းအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်မင်းမျိုးရောက်လို့ရှိရင်လည်း hello လိုက်ပါအကိုကိုအနားရဲ့ vlog လေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက် vlog လေးမှာပြန်လဲဆိုပြကြမယ်တက်တာ